ကျေးဇူးတင်ပါတယ်ကိုကြီး2900ပါရောက်ပြီနော်2900ပါရောက်ပါပြီကျေးဇူးတင်ပါတယ်ဒီဘက်ငွေ2900ပါကိုရခိုင်ပြည်နယ်အတွက်ပို့ပေးလိုက်မယ်ကိုကြီးကျေးဇူးတင်ပါတယ်နော်အကိုတို့အဖွဲ့သားတွေအားလုံးကျမ်းပါပါစေချမ်းသာပါစေဒီကင်းပါစေအနေကင်းပါစေလို့တမရအားလုံးအောင်မြင်ပါစေလို့ညီမလေးမို့ဆုတောင်းပေးပါတယ်ရှင်သွားပြီငါမြက်ခေါလောက်တာပဲကလည်းပြောပြပြီတောက်ကွေးကာကွယ်ရေးစေးထိုးပြီးပြီလားမထိုးရဘူးသမီးတို့ရဲ့အိမ်မှာဆိုရင်ကာကွယ်စေးထိုးမယ်ဆိုရင်ဗလဲwinter ဆောင်းရသည်မှာဆိုရင်ရောက်ခမပဲသူကထိုးထားမယ်နေ့တိုင်းမှာသူကကာကွယ်စေးသူထိုးမယ်မုံတို့ရဲ့အိမ်မှာဆိုရင်ဘယ်သူမှမထိုးညာဘက်လာဒါဆိုကောင်းတယ်မမို့မကောင်းဒီဘက်မှာဆိုရင်မကောင်းဘူးကိုဒီဘက်မှာဆိုမကောင်းငနေပေးမလာခင်တော့ကလောက်တာနေ့တိုင်းညတိုင်းပဲအခုပြန်တော့လောက်ပြန်ပြီဒါပေမဲ့ဘာမှမဖြစ်ဘူးကောင်းတော့ဒီတည်းနေတော့ကြားပါစေမေလို့လူပုံကျဲတာတယ်လေဟိုတနေ့တော့လည်းကလေးတွေသူပုံကျဲမတခင်မှာလောက်တယ်မတော်တဆတွေဖြစ်တယ်လက်ဒီတန်ရရလိုက်ဟိုလိုက်ဒီခါလဲလောက်တာအစစ်မပြတ်ပြီးတော့မင်းအောင်လိုက်ပုံကျဲတာအစစ်မပြတ်ပြန်တော့ကြားတယ်လူတွေတည်တဲ့တဲ့ပေါ့ငလင်ပေးတော့လည်းလူတွေတည်တဲ့တဲ့ပေါ့အဲ့ဒါပြောမစင်တာဖြစ်ပြီးဆိုရင်တော့လူတွေတည်တဲ့တဲ့ကြားရတယ်အဲ့လိုမျိုးဟုတ်နော်လောက်ပါစီဘာလို့လူတွေတည်တာလဲခုမှပဲမဟုတ်သေးတာ၄နှစ်အတွင်းစီးနေပြီမမိုးကလေဒီဘက်မှာဆိုရင်လေဒီဘက်မှာလောက်လို့စင်တာထမင်းစားတဲ့ဘက်နော်ဒီဘက်မှာလောက်လို့စင်ရင်ကောင်းတယ်ဒီဘက်မှာလောက်လို့စင်မကောင်းဘူးမမိုးတွင်မမိုးဘဝတိုင်းမှာမမိုးတတိထားတယ်ဒီဘက်မှာလောက်လို့စင်တင်ကောင်းကြတယ်ဒီဘက်မှာလောက်လို့စင်တော့မကောင်းဘူးဒီမှာလောက်တယ်ပြီးတော့အောက်မှာလောက်တယ်နှစ်ခုဟုတ်တယ်ဟုတ်ကဲ့ကိုကြီးဟုတ်ကဲ့တူဖိုင်ရမှာပေါ့တူလောက်ရမှာပေါ့တူတော်လိုင်းမှာပေါ့ဟုတ်ကဲ့ပါကိုတော်လေးကျေးဇူးတင်ပါတယ်ကိုကြီးအကိုကြီးတွေ့ပြီနော်တွေ့ပြီကိုတော်လေးညတော့ဘယ်နှစ်ယောက်စားလဲဆက်တယောက်စားလားဘယ်လောက်လဲမသိဘူးကိုတော်လေးညတော့လာပြီးတော့ကြည့်ပေးလိုက်တယ်ဘာဖြစ်ဘူးကိုကြီးဟုတ်ကဲ့အခုပတ်စံဖတ်ထောင်းမဲ့လူတွေစီမှာမို့ပို့ပေးလိုက်မယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်တတိထားပါမယ်နော်မမိုးကနာစီးပြီးဆိုရင်နှာခေါင်းကရားနေပြီပြီးတော့ခဏဆင်းနေငါပြီးတော့လုံးမလဲမသိဟာရှူလိုက်တာ3ခါလား4ခါလားမသိဘူးနာပါစီးသွားတယ်ငါပဲကောင်းမှရောက်သွားတယ်မသိနော်yo a lucien tao pisang le west na yun na ha na tao pano na din na အောင်မြတ်ခံကမကန်ဘူးအပေါ်စုဘာဖြစ်ဘူးဟုတ်ကဲ့10ရောက်ထမှန်ဖိတ်ခေါ်ပေးပါဟုတ်ကဲ့ပါကိုကြီးကျေးဇူးတင်ပါတယ်10ရောက်ပြီးတော့ရေး10ရောက်ဘယ်သူပါဝင်မလဲ10ရောက်ကိုချင်းမရေးစီသေးလားကိုချင်းမပြောတယ်စီသေးတယ်ဆိုရင် तू ထားထက်ပေးမယ်တဲ့ကိုချင်းမအယောက်100 10ရောက်ဖိတ်ခေါ်ပါတယ်ရှင်ဒီမှာကိုမိုးချစ်သူက10ရောက်ဖိတ်ခေါ်ပါတယ်ဒီ10ရောက်နောက်ဆုံးမှာကျတော့ဒေါ်လာတွေဝင်လာပါစီလို့ပဲဆုတောင်းတယ်တကယ်ပဲဒီ10ရောက်ကျတော့ဒေါ်လာတွေဝင်လာပါစီလို့ပဲဆုတောင်းတယ်ဘယ်နှယောက်ကြံသေးလဲမိုးချစ်သူက10ရောက်ဖိတ်ခေါ်နေပါတယ်ဟုတ်တယ်10ရောက်ဘယ်သူပါမလဲဒီ10ရောက်ကမမိုးဝိုင်းတော့ဆုတောင်းပေးကြတော့ဆုတောင်းတာလေဆုတောင်းစူးတဲ့လူတွေစီလို့စင်းမမိုးဆုတောင်းပေးလို့ရမလားဒီ10ယောက်ကဒေါ်လာအလူစင်တွေပေါ်လာပါစေမမိုးဝိုင်းတော့ဆုတောင်းပေးလို့ရမလားဘယ်နိုင်ငံကဒေါ်လာမဆိုပါနော်စင်ကာပူဒေါ်လာပဲဖြစ် USA ပဲဖြစ်Aussie ပဲဖြစ်ပေါ့နော်Switzerland လား
နဒါလားဘယ်ဒေါ်လာမဆိုပေါ့နော်နော်ဝေလားယူလိုလားပေါ်လာပါစေလို့မမို့ဆူတောင်းပေးလို့ရမလားဆူတောင်းဆူတဲ့လူကိုပြောတာနော်ယေးစောင့်နေတာကျွန်တော်တဲ့ကိုချင်မရေးလေးစားပါတယ်ကျေးဇူးရတင်ပါတယ်အဲ့ဆိုရင်ကိုချင်ဘက်ကစားလိုက်ပြီပေါ့ဒီ10ရောက်တော့ကိုချင်ဘက်ဘယ်လောက်ပါမလဲနော်ဥကျော်သူကိန်းနဲ့ဟိုကကတော့ပထမကိုမိုးချစ်သူရက်ကိန်းကစစ်ထောင်ကျော်တော့ရသွားပြီပေါ့နော်ဒီတတိယကိန်းကြတော့1000ကျော်ရမလားမသိဘူး1000နဲ့9000ကျော်ရစီချင်တယ်ကွာဒီတတိယကိန်းကကဲပဲတော့ရပါအကိုရေးအကိုပဲအကောင့်မှာပို့တာလေမိုးဆမ်မမှာပဲလားမိုးသွားပြီးဆက်သွယ်ထားတဲ့မိုးခက်တော့အကိုလက်ခံပြီးပြီလားကိုစင်မင်းဆိုရေးဒီမှာမိုးသွားပြီးဆက်သွယ်တဲ့ဒီကောက်ကိုမဆက်သွယ်လာဘူးနော်ကိုချင်ပါ400ကိုစင်မင်းဆို300โอเคစပြီဒီမှာကိုစင်မင်းဆို300ကိုစင်မင်းဆိုရေးကျေးဇူးတင်ပါတယ်စင်တွေ့ပြီနော်300နော်ဆူတောင်းပေးတဲ့အလူစင်တွေအားလုံးစုပါစီစင်ပြည့်စုံပါစေဘာတူလဲโอเคကိုချင်ပါဟဲ့နော်ကိုချင်ပါ400ဆိုရင်ကိုမျိုးချစ်သူ100 900ဟိုပထမ900ရပြီနော်ပြီးတော့ကိုစင်မင်းဆို300ဆိုရင်ကိုမိုးချစ်သူက100လို့ဒီမှာကိုစင်မင်းဆိုမမိုးကိုမိုးဆမ်မအကောင့်မှာပဲသူဆက်သွယ်လာတယ်မမိုးတော့ဆက်သွယ်တဲ့ Facebook အကောင့်တော့သူမဆက်သွယ်လာဘူးသူဆက်သွယ်လို့မတတ်တာလားကိုလည်းမသိပါတော့400โอเคနှစ်ယောက်ရပါပြီစေ4ယောက်ပဲလူပါတော့တယ်စင်4ယောက်ပဲလူပါတော့တယ်ဒီညတော့နာရီစီးနေပြီ4ယောက်ပဲလူပါတော့တယ်စင်ဒီမှာစောစီထားမယ်နော်ဒီတို့ရေ4ယောက်က10မိနစ်မမို့ပြောမယ်မနေ့2နာရီထိုးတော့မယ်မနေ့ပန်လည်းမမို့စောစီထားမယ်မန်းနေမတက်ဘူးလားမတွေ့ဘူးလားထွက်လိုက်လေကိုထွက်ပြီးတော့ပြန်လာကိုမိုးချစ်သူကသူမတွေ့ဘူးတဲ့သူရဲ့ comment မတက်ဘူးတဲ့သူစီမှာငါရဲ့နာရီကတော်တော်ဆိုးနေပြီတော်တော်ဆင်းနေပြီမနိုင်တော့ကွယ်တော်လည်းဆင်းလာနေတယ်4ယောက်ပဲပြီးတော့ရမြန်နေနဲ့လောက်ပြီးတော့ကောင်းမှမူးလာပြီးတော့4ယောက်ပဲဝမ်းမြောက်ထက်ပြီးစားအေးနိုင်တော်တော်ဆင်းလာတဲ့အချိန်မှာကိုကညစ်နေတဲ့အချိန်မှာလေကောင်းပါလေးသွားတယ်ပြီးတော့နှာခေါင်းမှာဥသွားတယ်ဟုတ်လေလေပြန်တော့လိုက်ရမယ်လိုက်လို့လည်းမရအဆင်မပြေဘူးလိုက်လွင်းတဲ့အချိန်မှာနောက်ချီတွေညှိလိုက်တဲ့အဆင်မပြေဘူးပြီးတော့ကဲဟိုကိုထိုင်းနာမယ်နဲ့အကူမမူထိုင်းစာရေးတဲ့အကူကမမူလက်ခံလို့တပါပြီစင်ကဲ90ကျော်မင်္ဂလာပါစနောက်ထစီရပါအောင်ပေးစားပါအောင်စင်ဒီညတော့တော်တော်ဆိုးတယ်ပြီးတော့အတုံးကြီးကြီးတွေမဝင်လာတဲ့အချိန်မှာတော့မမူလည်းဘာမှလုပ်လို့မရဘူးအေးတော့မမူမျက်လုံးကတိလားလောက်နေတယ်တိလားအေးနားလိုက်ပါမမူမနဲ့ဖန်လေးမစီးပါနဲ့မမူရေကူးလို့တပါတယ်မပူပါနဲ့မမူရေကူးလို့တတ်တယ်ဘာမှဖြစ်ဘူးလူဆိုတာလေပြီးတော့တိုင်းပြည်လည်းတူတူပဲနော်လူတွေလည်းတူတူပဲဟိုဘယ်လိုခေါ်ရမလဲဘယ်လိုခေါ်မလဲရေကူးမတက်ခင်မှာလေပြီးတော့ရေတွေအရင်နေရတယ်ရေတွေအရင်မျောရတယ်ရေထဲမှာအရင်နေရတယ်ရေနစ်ပြီးမှရေကူးလို့တက်လာတယ်ပေါ့နော်မမိုးလည်းတူတူပဲအခုကိုရတိုင်းပြည်လည်းငိမ့်ချမ်းရေလို့လာရေရဖို့ဒီမိုကရေစီရဖို့ကိုဘက်ကအရင်ပေးစားမယ်ပေးစားပြီးမှအောင်မြင်မှုဆိုတာရလာတယ်ဘယ်အရာမဆိုဘာမှလည်းဒါမှမဟုတ်ဟိုကိုက10တန်းအောင်ချင်တာပဲဖြစ်ပွဲရချင်တာပဲဖြစ်ဟိုတတန်းပြီးတတန်းကိုစာမီပွဲအောင်ချင်တာပဲဖြစ်ကိုသင်ရတယ်စူးစမ်းတယ်ကွာစောစီထားပြီးတော့စာတွေကျဲရတယ်မှထားရတယ်လို့မျိုးပေါ့နော်
အရာတစ်ခုအောင်မြင်မှုတစ်ခုရဖို့ဆိုတာအလကားဆိုတာတစ်ခုမှမရလာဘူးပေးစားတယ်ဆုံးလို့ရတယ်ကြိုးစားတယ်အခုတိုင်ပဲအရာအလုံးပဲအတုံးကြီးတွေညှိထုတ်ကြပါအောင်နာစီရှင်များများပါဝင်ဗါလဲနာစီရှင်ဟုတ်တယ်အေးနာစီရှင်များများပါဝင်ပေးကြပါအောင်ဟုတ်တယ်လေ9ယောက်ကျော်က10ယောက်ပဲထပ်ပါဝင်ပေးလို့ရမလားမမို့စိတ်ခင်လေအတုံးကြီးမထွက်လာလို့စင်ဒီ1,900ကျော်လည်းမပြေဘူးဒါပေမဲ့10ယောက်ကတယောက်နည်းနည်းပါထပ်ထည့်ပေးလို့စင်တပြေးနဲ့ပြစ်လာမှာပဲလေကိုထင်သေးလို့မရဘူးเนาะအခုလောလောဆယ်ကိုရှင်ပါနဲ့ကိုမျိုးချစ်သူက900เนาะပြီးတော့ကိုစင်မင်းစုက300ထဲတော့ကိုမျိုးချစ်သူလည်း100ထက်400ဖြစ်သွားပြီပေါ့နော်900တော့ရပြီ2ယောက်ထိတ်ခေါ်တာနောက်10ယောက်ဘယ်သူပါဝင်မလဲမမို့ကောင်းအရန်လေးနေပြီတို့မျက်လုံးတွေနေလာပြီကိုပူမယ်တလို့ဖြစ်နေတယ်ကိုပူမယ်တလို့ဖြစ်နေပါတယ်ရှင်ဒီနေ့မိုးရွာနေတယ်လေကလေးတော့ကြိုတဲ့အချိန်မှာမိုးတွေအောက်နေတယ်10ယောက်ပါဝင်ပေးကြပါဒေါ်လာသမားတွေတယောက်2ယောက်လောက်ပေါ်လာလို့စင်မမိုးအရန်ပြောပါပဲမတိလို့မေးကြည့်တာပါတဲ့အခုမမိုးရအနောက်မှာပါလဲအခုရဲချင်းအောင်ကမမိုးလိုက်လွှင့်တာတခါမှမကြည့်ဘူးလားโอเคဘာမှမကြည့်ဘူးပြောပြမယ်ခွေးသေးဖို့အတွက်စစ်ခွေးစစ်သားအာနာယူမိတ်စာကောင်တွေသေးဖို့အတွက်ကြည်ဖို့အလူခံပါတယ်ကြည်တလုံး95ပါအလူခံပါတယ်လာလူမယ်ဆိုရင်ဆက်သွယ်လာလို့ရတယ်ဘန်နဘာတော့နေရာတိုင်းမှာပဲစီးတယ်နော်ဘန်နဘာတော့ဘယ်နိုင်ငံမှာနေလဲမြန်မာပြည်မှာနေလို့စင် KP ဝေးပေးပို့ပေးမယ် USA မှာဆိုရင်နေလို့စင် USA ဘန်နဘာပို့ပေးမယ်ထိုင်းမှာနေလို့စင်ထိုင်းဘန်ပို့ပေးမယ်နော်ခွေးသေးဖို့အတွက်ကြည်ဖို့လူခံပါတယ်ရှင်တဲ့ပဲပြောလိုက်တော့မယ်နော်ကောင်းစင်နဲ့တတ်ထားပါတယ်ကောင်းတာပေါ့တဲ့ရဲချင်းအောင်ပြောတယ်โอเคကောင်းတယ်ဆိုရင်ပါဝင်မလားโอเค mastery ဒါပြန်စားမှာပေါ့နော်မနေ့ဖန်မမို့ဖျားလို့စောင်းမို့သွားဘူးစင်တကယ်ပဲမမို့ဖြစ်မထွက်ဘူးမနေ့ဖန်ကိုဘူးတယ်မတက်တာဘူးဒီနာစီကမပြဘူးဆိုရင်ဒီညမပြဘူးဆိုရင်မနေ့ဖန်မသွားဘူးနော်မမို့ဖျားလို့စင်မမို့မသွားဘူးစင်အိမ်မှာပဲနေမယ်ဒီမှာကိုစင်မင်းဆိုဆက်သွယ်လာပြီကိုစင်မင်းဆိုရေမင်္ဂလာပါဒါဒီအကောင့်ဖုန်းဆက်လို့ရတယ်အခုနော်ဒါမွေးရဲ့ Facebook အကောင့်စစ်ပါခုတော့အကောင့်တူကိုလက်ခံထားတဲ့ကရင်အညီအနီက block လိုက်ပါအဲ့ဒါမို့မဟုတ်ဘူးနော်ဟာရှူကလေလာမယ်ဆိုရင်လာလိုက်လေလာမယ်ဆိုရင်လာလိုက်ငါ့ကိုဒီမျိုးပဲလုပ်နေဟာရှူကလေလာမယ်မလာဘူးပြီးတော့နာရီပဲပြန်တော့ကြာနေတယ်တရားပြန်ထိုင်နေကြပါလားတဲ့93ယောက်ငါမနိုင်တော့ဘူးနော်ငါတကယ်ပြောတာငါမနိုင်တော့ဘူး93ယောက်10ယောက်ဖိတ်ခေါ်ပါတယ်စင်ပတ်စံစီးတဲ့လူ100လောက်ထည့်ပေးလိုက်ပါ10ယောက်စာဒေါ်လာ100ပြည့်200ပြည့်300ပြည့်ထည့်ပေးလိုက်